စိတ်ဖိစီးမှု60ရာခိုင်နှုန်းရောကျသွားစေမဲ့နီလန်ဒီနေ့ညအိတ်ခမ်းဒီမှာကိုကျေးဇူးတင်တဲ့ gratitude practice လေးကိုကျမနဲ့တူတူလုပ်ကြည့်ကြရအောင်အခုပြောမယ်အချက်6ချက်ကိုမျက်စိလေးမှိတ်ပြီးကျမပြောတဲ့စကားလုံးတွေကိုစိတ်ထဲကနေပြီးတော့လိုက်ယူကြည့်ပါနော်ဒီနေ့တစ်နေ့လုံးအလုပ်တွေလုပ်ပေးခဲ့တဲ့ငါရဲ့ခန္ဓာကိုယ်ကိုကျေးဇူးတင်ပါတယ်စိတ်ဖိစီးမှုတွေကြားထဲမှာတီငိမ့်ငိမ့်နဲ့အကောင်းဆုံးဖြတ်တန်းပေးခဲ့တဲ့ငါရဲ့စိတ်ကိုကျေးဇူးတင်ပါတယ်ဒီနေ့မှာအသက်ရှင်နေထိုင်ခွင့်ရပြီးအသက်ရှူနေရစေဖြစ်တဲ့ကိုကျေးဇူးတင်ပါတယ်ဒီနေ့မှာလုံးစရာရှိတာတွေကိုအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တဲ့ကိုဂုဏ်ယူသလိုကျေးဇူးလည်းတင်ပါတယ်အမားရင်းလေးတွေရှိခဲ့ရင်တော့အရှုံးမပေးပဲသင်ခန်းစာယူနိုင်ခဲ့လို့ကိုကျေးဇူးတင်ပါတယ်တခြားသူတွေကိုကူညီပေးနိုင်ခဲ့တဲ့ငါရဲ့စိတ်စေတနာကိုကျေးဇူးတင်ပါတယ်ဒီနေ့မှာရီမောခဲ့ရတဲ့အခိုက်အတန့်လေးတွေအတွက်ကိုကျေးဇူးတင်ပါတယ်ခက်ခဲတဲ့အရာတွေကိုကြော်ဖြတ်ပြီးအခုလိုအေးချမ်းအနားယူဖို့ပြင်ဆင်နေတဲ့ကိုကျေးဇူးတင်ပါတယ်ငါဟာဒီထက်မကကောင်းမွန်တဲ့အရာတွေနဲ့ထိုက်တန်တယ်လို့ယုံကြည်ပြီးတဲ့ကိုစိတ်ကိုကျေးဇူးတင်ပါတယ်လေးလာမှုတွေအရာအခုလိုညတိုင်းကျေးဇူးတင်စကားပြောခြင်းကစိတ်ဖိစီးမှုကို60ရာခိုင်နှုန်းထိလျှော့ချပေးနိုင်ပြီးတော့နှစ်ချိုက်အိပ်ပျော်စေပါတယ်ဒါကြောင့်ဒီနေ့ကစပြီးတော့ညတိုင်းကိုကျေးဇူးတင်တဲ့အလေးချိန်လေးကိုလုပ်ကြည့်ပါအောင်နော်အားလုံးပဲဖိုင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်